ပါရှင်။ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒုတိယဗိုလ်ချုပ်မှုကြီးမြထွန်းဦးမော်လမြိုင်ခီးစဉ်လေရင်ပစ်ချခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်မှုကြီးမြထွန်းဦးမော်လမြိုင်ခီးစဉ်အတွင်းလေရင်ပစ်ချခံရပြီးသေဆုံးခဲ့သည်ဟုသတင်းများထွက်ပေါ်လာခြင်းကလက်ရှိနိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေကိုထပ်မံတင်းမာစေခဲ့ပြီးအဆိုပါဖြစ်ရသည့်စီရေးအရေးပါသူတအူ၏လှုပ်ရှားမှုလမ်းကြောင်းကိုပြစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းရှိလာနေကြောင်းကိုညွှန်ပြနေသည့်အရေးကြီးသဘောထားအဖြစ်မြင်ရကလေကြောင်းလုံခြုံရေးဆိုင်ရာအားနည်းချက်များသတင်းအချက်လက်ပေါက်ကြားမှုဖြစ်နိုင်ခြင်းများနှင့်အဖွဲ့အစည်းအတွင်းစီမံခန့်ခွဲမှုဆိုင်ရာစိန်ခေါ်မှုများကိုမေးခွန်းထုတ်စေသလိုဒေသတွင်းစီရေးအလှုပ်ရှားများပုံမှုပြင်းထန်လာနိုင်ခြင်းကိုပါမျှော်မှန်းစေသည်ဟုသုံးသပ်သူများကဆိုကြပါသည်။တို့ရတွင်အဆိုပါသတင်း၏အတည်ပြုချက်များမပြည့်စုံသေးသဖြင့်တရားဝင်ကြေညာချက်များထွက်ပေါ်လာခြင်းကိုစောင့်ကြည့်ရမှာဖြစ်ပြီးသတင်းရင်းမြစ်မတူညီမှုများကြောင့်အမှန်တရားကိုသိချခိုင်လုံစွာသုံးသပ်ရန်လိုအပ်နေသေးကြောင်းလည်းထောက်ပြကြပါသည်။ဆက်လက်ပြီးစစ်တွေမျိုးပတ်ပတ်လည်တွင်စစ်သင်္ဘော၈စီးဖြင့်စစ်အုပ်စုခန်းစစ်ပြင်ဆင်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်စစ်တွေမျိုးပတ်ပတ်လည်ပင်လယ်ပြင်တွင်အာဏာသိမ်းစစ်ကောင်စီမှစစ်သင်္ဘော၈စီးဖြင့်ခန်းစစ်ပြင်ဆင်ထားကြောင်းမြို့ကန်များထံမှသိရပါတယ်။ယခုရက်ပိုင်းအတွင်းလက်နက်ကြီးပစ်ခတ်မှုများမရှိတော့လဲရေတပ်စစ်ရေးလှုပ်ရှားမှုများဖြင့်စစ်ကောင်စီကခန်းစစ်တေချာပြင်ဆင်ထားကြောင်းစစ်တွေသတင်းရင်းမြစ်တအုပ်ကပြောပါတယ်။ကလဒန်မြို့ကနေစစ်တွေမြို့အနီးပတ်ပတ်လည်မှာစစ်ကောင်စီရဲ့စစ်သင်္ဘော၈စီးလောက်ကိုတွေ့ရတယ်။သွားလာလှုပ်ရှားမှုတွေကိုလည်းတွေ့နေရတယ်။ဒီဇင်ဘာလ12ညကတောင်ပါဒလိပ်ဘက်ကတပ်ရင်းတွေကရသေးတောင်ဘက်ကိုလက်နက်ကြီးတွေနဲ့တော်တော်လေးကိုပစ်ခတ်ခဲ့တာရှိပါတယ်။ရခိုင်ပြည်နယ်အနေနဲ့ဒီရက်ပိုင်းကတော့ငြိမ်နေတယ်ဟုပြောပါတယ်။စစ်ကောင်စီသည်စစ်တွေရေတပ်ကိုအင်အားဖြည့်တင်ထားသည့်အပြင်မြို့ပတ်ပတ်လည်တွင်လည်းမြေမြုံမိုင်းများအများအပြားချထားကြောင်းလည်းစစ်တွေသတင်းရင်းမြစ်ကပြောပါတယ်။မြေမြုံမိုင်းတွေကစစ်တွေမြို့အတွင်းရောအပြင်ရောပတ်ပတ်လေပါပဲ။အဓိကကိုရီးယားစိတ်ကမ်းမှာတပ်အားမြုပ်ထားတယ်။လူတွေကိုတော့အိုက်ဖက်ပေးမသွားခိုင်းဘူးမြေမြုံမိုင်းတွေရှိတယ်လို့ပြောတယ်။ဒီဘက်ပြိုင်းဖြူရွာကြေးတော်ပိုက်စိတ်တွေဘက်မှာလည်းမြေမြုံမိုင်းတွေရှိတယ်ပြောတယ်။ပြီးတော့မြို့ပတ်ပတ်လေကိုလည်းတန်ဆူးကျိုးတွေနဲ့ခြံစည်းရုပ်ခတ်ထားတာရှိသေးတယ်ပြောတယ်။စစ်တွေမျက်နှာပြင်မှာအာရကတပ်တော် AA နဲ့စစ်ကောင်စီတပ်တို့ကြားလက်နက်ကြီးများအပြန်အလှန်ပစ်ခတ်မှုများရှိတော့လေ AA ကစစ်ကောင်စီတပ်ရင်းကိုသာပစ်ခတ်ပြီးစစ်ကောင်စီကလူနေကျေးရွာများကိုဥတီပစ်ခတ်နေကြောင်းသတင်းရင်းမြစ်များကပြောပါတယ်။ဒီဇင်ဘာလ9ရက်နေ့ကစစ်တွေမြို့နယ်ပုံနာကျွန်းမြို့နယ်တို့အကြားရှိ AA ထိန်းချုပ်နေမည်သို့ဘုံချရန်လာသောစစ်ကောင်စီဒရုန်းတစ်စင်းကိုအာရကတပ်တော်တပ်ဖွဲ့ဝင်များမှပစ်ချခဲ့ကြောင်းသိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တို့တွင်စစ်ကောင်စီကမြောက်ဦးနှင့်ကြောက်ဖြူလေးချောင်းဖုံးကျဲတိုက်ခိုက်ခဲ့ပြီးအပြစ်မဲ့အရတာပြည်သူ40ကျော်သေဆုံးခဲ့ရပြီးဒဏ်ရာရရှိသူ80ဦးကျော်ရှိခဲ့ပါတယ်။ဆက်လက်ပြီးညောင်ကျိုးဘက်ကိုစစ်ကြောင်းထိုးတက်လာတဲ့အကြမ်းဖက်စစ်တပ်နှင့်အာရကတပ်တော် AA တို့တိုက်ပွဲဖြစ်အကြမ်းဖက်စစ်တပ်ဘက်က10ဦးကျော်သေဆုံးလက်နက်ခဲယမ်းအချို့ကို AA သိမ်းဆည်းရမိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်နှင့်ပဲခူးတိုင်းအဆက်ပဲခူးတိုင်းပတောင်မြို့နယ်တောင်ကုတ်ပတောင်လမ်းရှိအာရကတပ်တော် AA သိမ်းပိုက်ထားသောညောင်ကျိုးစခန်းဘက်သို့စစ်ကြောင်းထိုးရန်ဦးတည်လာသောအကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့်အာရကတပ်တော် AA တို့အကြားနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်း၌စစ်ကော်မရှင်ဘက်မှ10ဦးကျော်သေဆုံးကလက်နက်ခဲယမ်းအချို့ကိုပါ AA ကသိမ်းဆည်းရမိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။လီလာတောင်ချေရင်၌စခန်းချရှိနေသည့်နေရာသုံးစစ်ကော်မရှင်ဘက်ကယမန်ဒီဇင်ဘာ16ရက်တွင်စင်လံဘက်ကနေအင်အားထပ်မံဖြည့်တင်းကအာရကတပ်တော် AA သိမ်းပိုက်ထားတဲ့ညောင်ကျိုးရွာစခန်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ထိုးစစ်ဆင်လာတာကြောင့်လက်ဖွဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာလို့ဖြစ်ကြတာ AA ဘက်ကလည်းအစင်သင်းဆောင်ပြီးတိုက်တာ10ဦးကျော်လောက်တည်တယ်။လက်နက်တချို့လည်းရလိုက်တယ်လို့လက်ကောင်းသတင်းရင်းမြစ်ကဆိုပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်သားထိခိုက်ဒဏ်ရာရရှိမှုအများအပြားရှိခဲ့တာကြောင့်မူလယာယီစခန်းချနေထိုင်ရာလေလာတောင်ကျေးရင်တို့ပြန်လည်ဆုတ်ခွာသွားပြီးတိုက်ပွဲဖြစ်ပွားရာနေရာနှင့်အနီးပတ်ဝန်းကျင်ကိုလေကြောင်းကနေလာရောက်ဖုံးကျဲတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့တယ်လို့ဆိုပါတယ်။အလားတူပြီးခဲ့တဲ့ဒီဇင်ဘာ10ရက်တွင်လည်းကပ္ပစ16ရက်ရှေ့တန်းကကင်းစခန်းကုန်းတစ်ခုဖြစ်တဲ့ White 666ကုန်းကနေပကံကွေ့ဘတ်တုံစစ်ကြောင်းထိုးလာသောစစ်ကြောင်းမှာအာရကတပ်တော် AA ဖွဲ့ဝင်တိုက်ခိုက်ချေမှုန်းခြင်းကိုခံလိုက်ရက၎င်းတိုက်ပွဲဖြစ်စဉ်တွင်လည်းစစ်တုံးပန်းတအုပ်နှင့်အလောင်းလက်နက်တချို့ကို AA ဘက်ကတင်စီရမိခဲ့ပါတယ်။အာနာသိန်းအကြံဖက်စစ်ကော်မရှင်၏ကောက်ွယ်ရေးပစ္စည်းစက်ရုံစုပြုံတီရှိယာအေယာဝတီမြစ်အနောက်ချမ်းပဲခူးတိုင်းပတောင်မြို့နယ်အုတ်ရှိပင်တက်နေညောင်ချေတောက်ကပ္ပစ6ကြောက်ဖူးကပ္ပစ9ကမြိုင်ကပ္ပစ9မတုံကပ္ပစ16စသည့်ကြေးရွာအနီး၌တည်ရှိပြီးရင်းအပြင်ညောင်ချေတောက်အမှတ်601ထုံးတရင်ထုံးကိုပြင်ကြီးတက်မတော်အကြီးစားစက်ရုံတကဆ3နဲ့လျက်စီးတပ်အားစက်ရုံကဆလ4ကွင်းလာစားတဲ့စစ်ဘက်ဆိုင်ရာအကြီးစားစက်ရုံများလည်းရှိနေတာကြောင့်စစ်ကော်မရှင်သည်အုတ်ရှိပင်တပ်နယ်ကိုတရင်10ရင်းထက်မနေအင်အားဖြင့်ခန့်ချက်ထားကြောင်းသိရပါတယ်။